အားလုံးပဲမင်္ဂလာပါကျွန်မ AK channel လေးမှာပြန်လည်ပြီးတော့တပတ်ဆိုင်ကကလေးနဲ့ကြိုဆိုလိုက်ပါတယ်ကျွန်မတောက်ချနေတော့ကလေပိတ်မှန်မသိဘူးပေါ့နော်အဲ့ဒီကနေပြီးတော့တောက်ချနေတွဲဆိုပြီးတော့ဂျာတာပတိနေညာပေးထားတာရှိပါတယ်တကယ်တော့အဲ့ဒီကတနင်္လာနေ့မှာဆက်ပြီးတော့သုံးပေါ့နော်သူကလေဂျားထဲမှာပိတ်သွားစော်ဝေးစိတ်ခွက်ကြီးတော့တရက်ပြီးတရက်ဆက်နေတာမျိုးပေါ့နော်ကဲဟုတ်ပါပြီအားလုံးပဲကျွန်မတနင်္လာနဲ့အင်္ဂါပေါ့နော်အဲ့ဒီမှာကျွန်မငါးတစ်လုံးမှန်ထားပါတယ်တနင်္လာနေ့ဦးသားပြီးစောပါနောက်ပြီးဟူးမကျော်တာက3ညပေါ့နော်3ညတစ်လုံးကဟူးမကျော်ပေါ့နော်3ညတစ်လုံးပေါ့နော်ဟာပြီးတပတ်စာခွေပြီးမယ်တပတ်စာခွေကဘာသာခွေရခွန်လေး3ပေါ့နော်ဒါတည်းကတော့တပတ်စာခွေဖြစ်ပါတယ်ဒါတည်းကတပတ်စာခွေပေါ့နော်တဲတော့ခွန်လေး3ပေါ့နော်သူကတော့ကျွန်မတပတ်စာခွေတယ်မှာလက်တွက်တယ်မှာဒီလိုခွန်နှလုံးပါတော့ထည့်လိုက်တာပါအပူကြီးတတိထားပါဟာနောက်ပြန်တခါအဲ့ဒီမှာခွန်လေးကိုလုံးဝ share ပေါ့နော်ခွန်လေးကိုပြုစားပါမယ်နောက်ပြီးတစ်ခါပါပြရမှာတွဲလုံးလေးပြီးမယ်တပတ်စာတွဲလုံးကဘာဒီလဲဆိုရင်ဒီနေ့ရဲ့ချစ်ခေါ်ရဲ့အပြီးတော့60ရဲ့19ရဲ့ပေါ့နော်ဒီနှစ်ခုပဲထုတ်ပြီးမယ်ပေါ့နော်ဒီကတော့အပြင်ထွက်ချင်တဲ့လူတွေကနှစ်လေး3ည8ပေါ့နော်ဒီ8လုံး6လုံးကိုပြီးပါတယ်ဒီ6လုံးထဲမှာဆိုရင်2ကွက်လောက်ခွေတွတ်တတ်တဲ့ပုံစံမျိုးရှိရပါတော့အဲ့ဒါမျိုးပြီးပါပြီးရမပြောက်ကနန်းလိုချင်တဲ့လူတွေကပြောက်ကနန်းလိုချင်တဲ့လူတွေက2893ညဘာသာမပြောက်ကနန်းက2893ညပေါ့နော်မပြောက်ကနန်းတပတ်စာမပြောက်ကနန်းညမပြောက်ကနန်းများက90ပေါ့နော်ဒါလေးကမပြောက်ကနန်းပါဒါလေးကမပြောက်ကနန်း၄လုံးပေါ့နော်ဒါပေမဲ့မပြောက်ကနန်း၄လုံးထဲမှာတခါတလေခွေအများသောအဖြစ်ခွေထွက်တာပဲပေါ့နော်ဒါတည်းကမပြောက်ကနန်းဆိုရင်သူကခွေထွက်တာရှိပါတယ်အမြဲတမ်းကျွန်မစောင့်ကြည့်ရတယ်လို့ပေါ့နော်ဒါတတိုင်းလေးပါနောက်ပြီးရင်ကျွန်မဗရိတ်ပေါ့နော်ဗရိတ်ပြီးမယ်အဲ့ဒါပါလဲဆိုရင်ဗရိတ်၄လုံးက3ည5ရဲ့ပြီးရင်83ရဲ့ပေါ့နော်ဒါတော့ဒီဗရိတ်၄လုံးနဲ့ကနှလုံးကတည်ကြပေါ့နော်တခါလေးကျရင်လို့သူ့ဘသူ50လို့83လို့အဲ့လိုမျိုးလေးလာတတ်တယ်အဲ့လိုမလဲဟိုကဒီပဲလဲတွဲထွက်တတ်တာရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပါပြီးတော့ပြီးခဲ့တဲ့ဘက်ကပျောက်သွားတာ1နဲ့5ပေါ့နော်1နဲ့5ပျောက်တာ1နဲ့5ပျောက်ထားတာလေးပေါ့တကယ်လို့မိတ်ဆွေတို့က1ပျောက်ပြီးပြန်လာမယ်5ပျောက်ပြီးပြန်လာမယ်အဲ့ကနေနေရွေးပေးရမယ်ဆိုရင်တော့များကုန်တော့မှာပဲတစ်ပတ်စာပေါ့နော်ဒါပေမဲ့ကျွန်မရှာရေးပေးပါမယ်5နဲ့ပြီးခဲ့တဲ့ဘက်ကခွန်ပြောက်ပြီးပြန်လာရင်ဘာပေါ့နော်အဲ့လိုမျိုးရေးပေးတာပြည့်သွားတဲ့အတွက်ဒီတစ်ပတ်တော့ချင်းတီပေါက်လာပါလိမ့်မယ်ပြောက်ပြီးပြန်လာနေ့ပရိတ်ကစောစောပဲဆင်းပေးမှလားတင်နော်ဒီတစ်ပတ်ထက်မှလေ
break ဟုတ်ပါပြီကေငါကငါနဲ့ပတ်သက်ရင်ငါရှော့ငါရှိ50ပေါ့နော်အဲ့ဒါကငါပြောက်ပြီးပြန်လာရင်ဒီ3ခွက်ထဲကတစ်ခွက်ထွက်ရင်နာပါဆက်မထိုးရနဲ့ဒီပြောက်ပြီးပြန်လာရင်ဒီ3sorry ဒီပြောက်ပြီးပြန်လာခြင်းမနေတယ်မနေပါနဲ့ကျွန်တော်ရေးတာပိုင်နေဆိုရင်ပြောတာငါတစ်လုံးပိုင်တဲ့လူကဒီဟာကြီးထိုးဒီ3ခွက်ထိုးတယ်ငါတစ်လုံးပိုင်တဲ့လူတွေကငါနဲ့ပတ်သက်ပါနော်အဲ့ဒါရဲ့အဲ့ပြီးတော့ဒီငါခွန်ငါကိုအရှော့ကွာပါနော်နောက်ပြီးတော့ဒီတဲ့ဆိုင်နဲ့ဟာဒီကဘာလို့လဲဆိုရင်30 5ပေါ့နော်ဒီနဲ့ဆိုင်ရင်ဒီ3ခွက်ကိုထိုးပါ5နဲ့ဆိုင်ရင်ဒီ6ခွက်ကိုထိုးပါနော်ညာတော့နည်းနည်းတော့မရပါဘူးကျွန်မမဖြတ်ရှင်တော့လို့ပေါ့နော်ဒီ6ခွက်ထဲရတော့ဒါကြည့်ဒီပါတော့ခွက်ကတော့ပြေးမလို့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးပါတကယ်တော့ဒီထဲမှာဆိုရင်30 3 5ဒီမှာလည်း5ပါပြီဒီမှာလည်း5ပါပြီဒါဆိုရင်ကျွန်တော်တို့က5လေးကိုဖြုတ်လိုက်လို့ရတယ်ပေါ့နော်ကျွန်မပြန်ပြီးဖြတ်ပေးမယ်မျက်စိနောက်မှာကြောက်လို့ပါနောက်ကိုဖြတ်လိုက်မယ်ကိုပါနော်ဒီမဲ့ငါဒီထဲမှာပါပြီးသားမလို့ကျွန်မထပ်မရေးပြတော့အဲ့တော့ငါ6 5 8 50 5ခွန်5ကိုပေါ့နော်အဲ့ဒါမျိုးထိုးပါတကွက်ကတော့ကျင်းတီပြေးမလွတ်တော့ပါဘူးဒီတည်းကလည်းတကွက်လာလိမ့်မယ်ဒါပေမဲ့တကွက်ထွက်ရင်နားပါဒီဘောက5ခွက်ထဲက2ခွက်လောက်ကိုကျွန်မမျောလင်းနေပေါ့နော်အဲ့လိုပုံစံမျိုးပါဒီထဲမှာဆိုရင်လည်းဒီလား50လို့နော်50လို့ပါတော့50တို့50ဒီထဲမှာဆိုရင်50တို့ပါပါနော်ဒီဘာဖြစ်ပြောတနင်္လာနေ့ကိုတနင်္လာနေ့ခါမှာ9တစ်လုံးလို့ကျွန်မပေးထားတဲ့အတွက်ဒီ9နဲ့ဆိုင်ရင်ဒီ9ခွက်ကိုခရူးဆိုင်ပါနောက်ပြီးတော့တစ်ခါတစ်နဲ့ဆိုင်ရင်30 3 5ပေါ့နော်အဲ့ဒါလေးထိုးပါကျန်တဲ့ရက်ဒီမှာတော့ကိုမပရိတ်တစ်လုံးပိုင်ရပြီဆိုရင်ဒီတဲ့ဟာလေးကိုကတ်ထိုးပေါ့နော်ပြီးရင်ဒီ6လုံးပေးထားတဲ့ဟာတွေကဒီ6လုံးလေးနဲ့4 6ပေါ့နော်အဲ့ဒီက2ခွက်လောက်သူကဆင်းတတ်တယ်ပေါ့နော်ကိုမပရိတ်ရှိရင်ဒီတည်းကကနန်း6ခွက်ထဲကနေထည့်ပြီးဆင်းလာပါမပြောက်ကနန်းတော့မပြောက်ကနန်းလေးကတော့290ပေါ့နော်290ကလည်းအများကြီးခေါင်းစားတယ်မလို့ဒီမှာတွေ့လား28 20အဲ့လိုပုံစံမျိုးတွေပေါ့နော်အများကြီးခဏမများပါဘူးနောက်ပြီးရင်ခွန်လေးဒီခွန်လေး3ထဲမှာဆိုရင်ကျွန်တော်တို့ခွန်လေးတစ်ခွက်ကောင်းကြိုက်ပါတယ်ဒါကြောင့်တစ်ခွက်ကောင်းကြိုက်သူများကခွန်လေးရဲ့30ရောမွေးထိုးပါအားလုံးကံကောင်းကြပါစေရှင်ကျွန်မရဲ့မိတ်ဆွေအားလုံးကံကောင်းကြပါစေဒါလေးတစ်ပတ်ဆက်ကပါနော်ကျွန်မတနင်္လာနေ့အတွက်ကိုဂျာတာပတိနေ့ညကတင်ခဲ့တဲ့ဗီဒီယိုဖိုင်လေးကိုသွားကြည့်ပေးပါနော်ကျွန်မထပ်ပြီးမတင်ပြီးတော့ပါဘူးတနင်္လာနေ့အတွက်ကိုနော်ဒါကြောင့်မလို့တနင်္လာနေ့အတွက်ဈေးခွက်ကလေးလိုချင်တယ်ဆိုရင်တော့ချက်ပဲရေးလိုက်ပါမယ်သိမကြဘူးဆိုနော်ဘယ်နေရလဲ
10ရက်12လပေါ့နော်10ရက်12လလာဈေးကွက်ကျွန်မဘာပေးရမလဲဆိုတော့ကဲ8193ဆိုပြီးပေးထားရှိတယ်839.85ပေါ့နော်ဒါအရှင်းဒါကကီကျတော့ဒါထိုးပါနောက်ပြီး8193နော်ဒါလေးရလေအရှင်းတကယ်ချင်းထိုးကြတယ်ထိုးပါဒါမျိုးဒါလေးကိုကျွန်တော်ရေးပြစီမယ်ခဏအပါလေးစဒါကတမင်းကောင်ကိုထိုးကျင်တဲ့လူထိတ်ထိုးပါအကြာကြီးဘောလုပ်ပြီးလို့မရမှာကြောက်လို့ပေါ့နော်ဒါတော့တမင်းကောင်